မင်္ဂလာပါရှင်သမီးဒီနေ့ဖတ်ပြမယ်ပုံမြင်လေးကတော့မိတ်ဆွေစစ်ဆိုတာဖြစ်ပါတယ်ရှင်ရှေးလွန်လေးပြီးတော့အခါတုန်းကတောအုပ်ကြီးအတွင်းရှိတခုသောရေအိုင်၌လက်တကောင်နေ၏ထိုအိုင်၏အနီးချုံထဲ၌တမင်တကောင်နေ၏ထိုချုံ၏အနီးတစ်ပင်၌ခောက်ရှာနှစ်တကောင်နေ၏ထိုတတဝါသုံးဦးတို့သည်အစေခင်ပွန်းဖြစ်ကြကုန်သည်တဦးနှင့်တဦးချစ်ခင်စွာနေကြသည်တနေ့သောအခါတောလေလာသောမူဆိုးတယောက်သည်ရေအိုင်နီးသို့ရောက်လာ၍တမင်ကြီးရာကိုမြင်သောကြောင့်သုံးလုံးတင်သားရေကြော့ကွင်းကိုထောင်၍တွား၏တမင်သည်ညချမ်းခါအိုင်သို့ရေတောက်ဆင်းလာရာမူဆိုးထောင်ထားသောကြော့ကွင်း၌မိလေသည်ထိုအခါတမင်သည်အော်ဟိမြည်တမ်းသည်တမင်အော်တန်ကြောင့်ခောက်ရှာနှင့်လိတ်တို့သည်တမင်ရှိရာသို့လာကြသည်ကြော့ကွင်း၌မိနေသောတမင်ကိုတွေ့သောအခါတမင်အားကြော့ကွင်းမှလွတ်အောင်မည်သို့ဆောင်ရွက်ကြမည်ကိုအညီညွတ်တိုင်ပင်ကြသည်ခောက်ရှာနှက်ကအဆွေလိတ်တစ်မှာထက်မြက်သောတော်များရှိ၍ကြော့ကွင်းကိုကိုက်ဖြတ်ပါလော့ငါကားမှုဆိုးမလာနိုင်အောင်အမျိုးမျိုးစူးစမ်းဆောင်ရွက်ပါအံ့ဟုပြောဆို၏လိတ်ကလည်းအဆွေခောက်ရှာနှက်ပြောသည့်အတိုင်းဆောင်ရွက်တာကအလွန်ပင်တင့်တော်ပါပေတယ်ငါတို့အခုပင်အချိန်မဆွဲဘဲလှုပ်ဆောင်ကြပါစို့လို့ပြောပြီးလိတ်သည်ကြောက်ကွင်းကိုကိုက်ဖြတ်သည်မြေဥယံမှစ၍မိုးတောက်ရန်အထိတညလုံးကြိုးစား၍ကိုက်ဖြတ်ရာကျိုးနှစ်လုံးသာပြက်သည်တလုံးကိုမူအယုံတက်ချိန်ထိကြိုးစား၍ကိုက်ဖြတ်ဆဲပင်ဖြစ်သည်ခောက်ရှာနှက်သည်မူဆိုးနေသောရွာသို့ပြန်သွား၍အိမ်နီးရှိတစ်ပင်ထက်ကစောင့်နေသည်မူဆိုးသည်မိုးတောက်ရန်သို့ရောက်သောအခါလှံကိုကန်၍ရွာအရှိတကားကထွက်သည်ထိုအခါခောက်ရှာနှက်သည်ညီတွန်လျက်မူဆိုး၏မျက်နာကိုတောင်ပန်ဖြင့်ပုတ်ခတ်လေသည်မူဆိုးလည်းဤနှက်ရုပ်မာသည်ငါအားပုတ်ခတ်သည်နမိတ်မကောင်းဟုဆိုပြီးလျှင်အိမ်ပြန်၍အတန်ငယ်အိတ်သည်ထိုနောက်တစ်ဖန်လှံကိုယူ၍အနောက်တကားကထွက်ပြန်သည်ခောက်ရှာနှက်သည်ညီလျက်လာ၍မူဆိုး၏မျက်နာကိုအတောင်ဖြင့်ပုတ်ခတ်ပြန်သည်မူဆိုးလည်းပြန်၍အိတ်ပြန်သည်အတန်ကြာမှမူဆိုးသည်လှံကိုယူ၍ထွက်လာသည်ခောက်ရှာနှက်သည်လျင်မြန်စွာပြန်လာခဲ့၍မူဆိုးထွက်လာကြောင်းကိုတမင်နှင့်လိတ်တို့အားပြောသည်အလွန်မာကျောသောတားရည်လွန်တို့ကိုကိုက်ဖြတ်ရသည်ဖြစ်၍လိတ်ဤသွားတို့သည်ကြွေကြလူနီးပါးနာကျင်နေသည်ခတွင်တွင်လည်းသွေးအလိမ့်လိမ့်ကပ်နေ၏ကြော့ကွင်းမှာမူမပြတ်သေးမူဆိုးချင်းကပ်လာသောအခါတမင်သည်ကြော့ကွင်းကိုအားကုန်ယုံဖြတ်၍တောသို့ဝင်ပြေးလေသည်ခောက်ရှာနှက်သည်တစ်ပင်ပေါ်ကကြည်နေသည်လိမ့်မှမူကားအားကုန်ခန်းသဖြင့်မပြေးနိုင်သောကြောင့်ထိုနေရာ၌ပင်ဝိနေရရှာသည်မူဆိုးသည်လိတ်ကိုယူ၍အိတ်၌ထည့်ပြီးလျှင်တိတ်ငုံ၌ချိတ်ဆွဲထားသည်ခောက်ရှာနှက်ပြောသဖြင့်မူဆိုးလက်တွင်သို့မိတ်ဆွေလိတ်ကြားရောက်နေသည်ကိုတမင်တိလေသောကဲဆယ်ရန်အလို့ငါပြန်၍လှည့်လာသည်မနီးမဝေးသို့ရောက်သောအခါခြေကျိုးဟန်ဆောင်၍အယောင်ပြ၏မူဆိုးလည်းတမင်မပြေးနိုင်ဟုထင်၍လှံကိုကင်လျက်လိုက်လေသည်တမင်လည်းမူဆိုးကိုတောနှက်ရာသို့မြားခေါ်သွားလေ၏အဝေးသို့ရောက်သောအခါမူဆိုးကိုမျက်ခြေဖြဲ၍အခြားလမ်းဖြင့်လေကဲ့သို့လျင်မြန်စွာမိတ်ဆွေလိတ်ထံသို့ပြန်ပြေးလာခဲ့၏အိတ်ကိုချိုးဖြင့်ချိတ်ယူပြီးလျှင်ရေဆက်၌ချသည်ဤနည်းဖြင့်မိတ်ဆွေသုံးဦးတို့သည်တဦးကိုတဦးကူညီဆောင်ရှောက်ခဲ့ကြလေသည်စစ်မှန်သောမိတ်ဆွေတို့မြည်သည်တဦးဒုက္ခရောက်လျင်ရှောင်ထွက်သွားခြင်းမရှိဘဲတက်နိုင်သည့်ဘက်ကနေကူညီဆောင်ရွက်ပေးတတ်ကြပါတဲ့လောကမှာမိတ်ဆွေကောင်းကိုပိုင်ဆိုင်ထားပါကအကြောင်းကိစ္စအတော်များများကိုပြီးမြအောက်စေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်